အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုလေးမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ Samsung TV နဲ့ Android box တွေကိုချိတ်ဆက်ပြီးတော့မှ MSAP software နဲ့ AWS software ကိုဘယ်လိုမျိုး download လုပ်ပြီးတော့မှကြည့်ရှုလို့ရမယ်ဆိုတာလေးကိုပြောပြပေးမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ MSAP တွေက Google Play Store တွေကနေပြီးတော့ကျွန်တော်ရဲ့ search bar ကနေပြီးတော့မှ third party software တစ်ခုဖြစ်တဲ့ဒီ download ဆွဲဖို့တော့ပေါ့နော် application တစ်ခုကို download ဆွဲပေးရမှာဖြစ်ပါတယ်ဆိုတော့ download ဆွဲပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့က AWS အတွက်ဆိုလို့ရှိရင်အရင်ဆုံးပါလုပ်ပေးရမယ်ဆိုရင်ပုံနဲ့ပါပြထားတဲ့အတိုင်းကိုယ့်နံပါတ်လေးကိုရိုက်ထည့်ပေးရမှာပဲဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ရိုက်ထည့်ပေးသွားပြီဆိုလို့ရှိရင်တော့သူကခဏလောက်စလိုက်ပြီဆိုတာနဲ့install လုပ်လို့ရပါပြီတခုကျွန်တော်တို့ MSAP အတွက်ဆိုလို့ရှိရင်တော့နောက်ထပ်စာသားလေးတစ်ခုရိုက်ထည့်ပေးရမှာပဲဖြစ်ပါတယ်ဟုတ်ကဲ့စာသားလေးရိုက်ပြီးသွားဆိုလို့ရှိရင်တော့ install လုပ်လို့ရပါပြီhome screen မှာထားခြင်းနဲ့ဆိုလို့ရှိရင်တော့အပေါင်းလေးနေပြီးတော့ကျွန်တော်တို့ကကိုသုံးခြင်းတဲ့ software လေးကို step လုပ်လိုက်ရင်လို့ရှိရင်ရပါပြီခင်ဗျာပထမဆုံးကျွန်တော်တို့က AWS ကို login လုပ်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့က account အသစ်ဝင်ပါလားဒါမှမဟုတ် account အသစ်ဖောက်ပါလားဆိုပြီးရွေးချယ်ရပါမယ်အဲ့ဒါပြီးရင်တော့ကျွန်တော်တို့ကကိုယ့်ရဲ့နာမည်email နဲ့ password ကိုထည့်ပြီးတာနဲ့ကျွန်တော်တို့က account ဖွင့်ပြီးတော့မှစာသုံးလို့ရပါပြီနောက်တစ်ခုကတော့ကျွန်တော်တို့ MSAP ပဲဖြစ်ပါတယ် MSAP ကိုသုံးမယ်ဆိုလို့ရှိရင်လည်းရှေ့ရလို့ပဲကျွန်တော်တို့ကaccount ရှိပြီးသားဝင်ပါလားဒါမှမဟုတ် register အသစ်ပြန်လုပ်ပါလားဆိုတာလေးကိုရွေးချယ်ပေးရမှာပဲဖြစ်ပါတယ်ကိုရကတခုရွေးပြီးသားပြီဆိုလို့ရှိရင်တော့ log ဝင်ပြီးသားပြီဆိုတာနဲ့ကိုကြိုက်တဲ့movie series တွေပေါ့နော်ဒီတခုကိုကြည့်လို့ရမှာပဲဖြစ်ပါတယ် log ဝင်ပြီးသားပြီဆိုတာနဲ့မိမိကြည့်ရှုလို့တဲ့ movie football တိုက်တာတွေကိုရွေးချယ်ပြီးတော့မှကြည့်ရှုလို့ရပါပြီခင်ဗျာโอเคပါဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ